အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel တွေလေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဒီနေ့နေရာဒီအပြောင်းရွှေ့ဈေးကွက်မှာအာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့တက်စစ်မှုရှာပုံတော်ဖွင့်ခြင်းဘေးသည့်ဖြစ်နေတဲ့ပုတ်စာတစ်ပုဒ်ကိုကျွန်တော်ဆွေးနွေးခြင်းလို့ပါအဲ့ဒါတော့တက်စစ်မှုနှစ်ဦးဖြစ်တဲ့ဘင်ဂျမင်ရှက်ရှ်ကိုနဲ့ကျွန်တော်ဗစ်တာယိုဂရက်တို့ရဲ့ profile လေးကိုတစ်ချက်လောက်ဆွေးနွေးကြည့်လိုက်အောင်ပါပထမဆုံးအနေနဲ့ကျွန်တော် Sporting Lisbon အသင်းရဲ့ဆွေးနွေးတိုက်စစ်မှုဖြစ်တဲ့ Vita Yogurt အကြောင်းကိုနည်းငယ်ပြောချင်ပါတယ် Vita Yogurt ဟာ Brighton Academy မှာလည်းကစားခဲ့တယ် Brighton U23 အသင်းမှာလည်းကစားခဲ့တယ်အဲ့ဒီနောက်မှာသူဟာ Bundesliga 2 Bundesliga 2 club ဖြစ်တဲ့ SG Poli အသင်းမှာ2019-20မှာတောက်ကစားခဲ့တယ်28ပွဲကစားတယ်9ဂိုးသွင်းတယ်4လုံးဖန်တီးထားပါတယ်အဲ့နောက်မှာသူက2020-2021မှာ Brighton အသင်းကိုပြန်ရောက်လာခဲ့တယ် Brighton အသင်းတွေ3ပွဲကစားတယ်1ဂိုးသွင်းတယ်1ဂိုးဖန်တီးထားတယ်အဲ့နောက်မှာသူက Championship Club အသင်းတစ်ခုဖြစ်တဲ့ Swansea အသင်းကိုတောက်ရောက်ကစားခဲ့ရတယ်2020-2021မှာ12ပွဲကစားတယ်1ဂိုးသွင်းတယ်ဖန်တီးမှုတော့မရှိဘူးအဲ့နောက်မှာ Championship Club တစ်ခုဖြစ်တဲ့ Coventry အသင်းမှာပဲ2020-2021ရာသီဝက်ကနေပြီးတော့ကျွန်တော်တို့2021-2022 2022-2023အထိကိုကျွန်တော်တို့200ရာသီဝက်လောက်ကစားခဲ့ရတယ်သူဟာအဲ့မှာဆိုရင်နောက်ဆုံး200ရာသီဇက်ကို49ပွဲမှာ18ဂိုးသွင်းတယ်9ဂိုးဖန်တီးတယ်ပွဲ90ကစားတယ်22ဂိုးသွင်းတယ်12ဂိုးဖန်တီးထားပါတယ်တွေ့ရှိရအဲ့နောက်မှာကျွန်တော်2023-2024မှာ Sporting Lisbon ကိုရောက်ရှိလာတယ်ဆွေရင်လေရွေးတဲ့အသင်းကြီးတွေဆိုရင်15ပွဲကစားထားတယ်73ဂိုးဖန်တီးပြီးတော့9ဂိုး73ဂိုးသွင်းထားတယ်ပေါ့15ပွဲကစား73ဂိုးသွင်းတယ်9ဂိုးဖန်တီးထားတယ် Sporting Lisbon အသင်းကို2023-2024မှာရောက်ရှိတဲ့နှစ်မှာဆိုရင်သူကပြိုင်ပွဲဆိုပွဲ90ကစား43ဂိုးသွင်းတယ်14ဂိုးဖန်တီးထားတယ်2024-2025ပြီးခဲ့တဲ့ရာသီမှာဆိုရင်သူဟာပြိုင်ပွဲစုံမှာဆိုရင်ကျွန်တော်တို့52ပွဲကစားတယ်54ဂိုးသွင်းတယ်12ဂိုးဖန်တီးထားတယ်မနေ့ကချန်ပီယံလိမှာဆိုရင်ကျွန်တော်တို့10ပွဲကစားတယ်6ဂိုးသွင်းတယ်2ဂိုးဖန်တီးထားတယ် Sporting Lisbon ဒီမှာစရောက်တဲ့နှစ်ကစပြီးဆိုရင်သူဟာ200စီဆက်ပြိုင်ပွဲစုံ68ဂိုးသွင်းထားတယ်26ဂိုးဖန်တီးထားတယ်ဒါတော့ Vita Yogurt ရဲ့ profile ပါ Vita Yogurt ရဲ့ profile ကိုလေ့လာကြည့်လိုက်မယ်ဆိုသူဟာဘဝပွဲနဲ့စတဲ့ရတဲ့လူတို့ကျွန်တော်တင်စားပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ဘဝဟိုရောက်လိုက်ဒီရောက်လိုက်နဲ့အပေခံလိုဖြစ်နေရတဲ့ဘဝနဲ့တူနေလို့ပါဗောနော်။သူ့လေးလာကြည့်လိုက်ရင် Sporting Lisbon ရောက်မှာဂိုးရီတိုင်းသွင်းတယ်လို့ကျွန်တော်တို့ထင်မြင်ယူဆခဲ့ရပြီမဲ့တကယ်တော့ Sporting Lisbon ကိုမရောက်ခင်ကျွန်တော်တို့ Coventry မှာတဲ့ဟာသူဟာနောက်ဆုံး200စီဆက်မှာဂိုးရီတော်တော်များများကိုသွင်းထားတာကိုတွေ့ရှိရပါတယ်။အခုဒီနေ့မှာ Sporting Lisbon မှာကစားတဲ့ Yogurt နဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ comment တော်တော်များများဆိုရင် Portuguese လာဟိုပါဗောနော်လာတဲ့လူတွေဆိုရောပါမလား Portuguese မှာမို့လို့ကျွန်တော်တို့ဒီလောက်ဂိုးတွေသွင်းနိုင်တာပါဆိုတော့ comment တွေကိုတွေ့ရှိရပါတယ်ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ 100% ကောက်ချက်ချလို့တော့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ Portuguese လာပြီးတော့ကမ္ဘာကျော်ကစားသမားကြီးဖြစ်လာခဲ့တယ်Cristiano Ronaldo ရှိပါတယ်တခြားထင်ရှားကြော်ကြားလူလည်းအများကြီးရှိပါတယ်ဘာနာဒိုစီဝါဆိုရင်လည်းပေါ်တူဂီကနေပြီးတော့မှပြင်သစ်မြေကိုရောက်တယ်အဲ့နေပြီးတော့တဆင့်မန်စီးတီးအသင်းကိုရောက်ရှိလာခဲ့ဖြစ်ပါတယ်မအောင်မြင်တဲ့လူတွေလည်းရှိပါတယ်အောင်မြင်တဲ့လူတွေလည်းအများကြီးရှိပါတယ်ကျွန်တော်အဲ့ဒါတော့ယတိပြပြောလို့မရဘူးလို့ကျွန်တော်ထင်ပါတယ်Vita Yogurt ရဲ့ထူးခြားမှုကမစုံမနစ်ကြိုးစားတဲ့အကျင့်ရှိတယ်ချက်ကုတ်ချက်ခဲရုံးကန်တဲ့အကျင့်ရှိရယ်ဇွဲကောင်းတဲ့ကစားသမားတယောက်လို့ကျွန်တော်ဟာထင်မြင်မိရယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုလည်းစဉ်းစားကြည့်လို့ရပါတယ်ဟိုရောက်ဒီရောက်နဲ့ဘယ်သူမှတိတ်ပြီးလက်မခံကြလို့ပုတ်ထုတ်နေတဲ့သူ့ဘဝရဲ့တမိုင်းအဲ့ဒါကိုသူဟာသူ့နေရာမှာတခြားကစားသမားကြီးဆိုရင်မထင်မရှားကစားသမားဘဝနဲ့မြုပ်သွားတယ်ကြာတော့ပါပြီဘာဖြစ်လို့အသက်28နှစ်အထိရောက်လာပြီဖြစ်ပါတယ်သူကတော့အဲ့လိုမဟုတ်ဘူးရောက်ရရက်မှာစိတ်တက်မကြဘဲနဲ့မရအောင်ကြောက်ကုတ်ကြခဲနဲ့ကုတ်ကတ်တက်လာတာပုံစံကိုသူတွေ့ရှိရတယ်ကျွန်တော်ကအဲ့လိုပဲမြင်မိရယ်အဲ့ဒီအတွက်သူဟာအသက်28နှစ်
ရှိလာတဲ့အချိန်မှာအခုလိုပဲဘောလုံးစက်ကုပ်ပေါ်မှာလုံးဝထင်ရှားလာခဲ့တယ်ပုံကိုတယောက်လိုဖြစ်လာခဲ့တယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ तू ကဇွဲနဲ့မခံကျင်စိတ်နဲ့သူ့အရေးသွေးကို तू အမြဲတမ်းအရှုံးမပေးပဲတွေးနေခဲ့လို့ဒီလိုမျိုးအခြေအနေရောက်ရှိလာတယ်ဆိုတာကျွန်တော်ကတော့ယုံကြည်တယ်ဒါကတော့ Victor Yogret ရဲ့ profile လေးဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော် Leipzig တိုက်စစ်မှု Benjamin Šeško ရဲ့အကြောင်းလေးတစ်ချက်လောက်ပြောကြည့်ချင်ပါတယ် Šeško ကဆိုရင် Benjamin Šeško ကဆိုရင် RB Leipzig အသင်းကိုမရောက်ခင်မှာသူဟာဘယ်မှာကစားကြလဲဆိုတော့သူဟာကျွန်တော်ဘယ်မှာကစားကြလဲဆိုရင်သူဟာ Red Bull Academy မှာ2019-2020မှာစပြီးဆော့ခဲ့တယ် 7 U19 တက်ကို2019-2020မှာပဲကစားခဲ့ရတယ်အဲ့နောက်2019-2020ဘောလုံးရသည်မှာပဲကျွန်တော်တို့ Australia Lidu Club ဖြစ်တဲ့ကျွန်တော်တို့ FC Lifeline အသင်းမှာ2019-2020 ဆိုပြီးတော့နေရာဒီလောက်ကစားခဲ့တယ်15ပွဲကစားတယ်တကူသွင်းတယ်ပထမရာသီမှာဒုတိယရာသီမှာဆိုရင်29ပွဲကစားတယ်20တကူသွင်းတယ်3ဂိုးဖန်တီးတယ်အဲ့နောက်2020-21မှာပဲကျွန်တော်တို့ Australia League 1 လို့ခေါ်တဲ့ Australia Bundesliga ကလပ်ဖြစ်တဲ့7အသင်းကိုပြောင်းရွှေ့ခဲ့တယ်အဲ့ဒီနှစ်မှာသူဟာပြောင်းချင်းမှာပဲတပွဲပဲကစားခဲ့တယ်အဲ့ဒီနောက်မှာ2021 2022နဲ့2023ဆက်ဘက်မှာကစားခဲ့ရတယ်အဲ့ဒီမှာသူကချန်ပီယံလိတွေလည်းကစားခဲ့ရတယ်10ပွဲကစားရတကူသွင်းတယ်တကူဖန်တီးခဲ့တယ်ပေါ့နော်အဲ့ဒီနောက်မှာသူဟာကျွန်တော်တို့2023-2024မှာဂျာမန်ကလပ်ကြီးဖြစ်တဲ့ RB Leipzig အသင်းကိုသူကပြောင်းရွှေ့ခဲ့တယ် Leipzig အသင်းအတွက်ကို2023-2024ရာသီမှာပြိုင်ပွဲစုံသူဟာ42ပွဲကစားခဲ့တယ်18ဂိုးသွင်းတယ်နှလုံးဖန်တီးတယ်ဘွန်ဒယ်လီဂါမှာဆိုရင်32ပွဲကစားတယ်14ဂိုးသွင်းတယ်2ဂိုးဖန်တီးတယ်ပေါ့ချန်ပီယံလိမှာဆိုရင်ကျွန်တော်10ပွဲကစားတယ်2ဂိုးသွင်းတယ်ဂိုးဖန်တီးမှုတော့မရှိဘူးစူပါကပ်မှာဆိုရင်1လုံးသွင်းတယ်2ဂိုးသွင်းတယ်ဖန်တီးမှုမရှိဘူးစူပါကပ်မှာဆိုရင်တပွဲပဲကစားခဲ့ရတယ်ဖန်တီးမှုဂိုးသွင်းမှုမရှိခဲ့ဘူးဂျာမန်ပိုကယ်ဖလားမှာဆိုရင်2ပွဲကစားတယ်2ဂိုးသွင်းတယ်ဖန်တီးမှုမရှိဘူးပြီးခဲ့ရာသီမှာဆိုရင်2024-2025မှာဆိုရင်ပြိုင်ပွဲစုံ RB Leipzig အတွင်းတော့ကို45ပွဲကစားတယ်22ဂိုးသွင်းတယ်6ဂိုးဖန်တီးတယ်ဘွန်ဒယ်လီဂါမှာဆိုရင်33ပွဲကစားတယ်73ဂိုးသွင်းတယ်5ဂိုးဖန်တီးတာတယ်တပွဲကိုပြန်မြသူဟာ68ကြိမ်လောက်ကန်ချက်ကစုပေါင်း68ကြိမ်ကန်ခဲ့တယ်မနစ်ကဘောလုံးရသည်မှာ73ဂိုးရရှိတယ်ဂိုးပေါက်တဲမှုက30ကြိမ်ရှိတယ်73ဂိုးရရှိတယ်ပနရီ2ဂိုးပါတယ်တပွဲပြန်မြဘောလုံးထိချက်ကကျွန်တော်တို့63ရာခိုင်နှုန်းရှိတယ်defensive action ဆိုရင်လည်းခန်းစစ်ကိုကူနိုင်စွမ်းအားဆို32ရာခိုင်နှုန်းရှိရယ် area ကျူဝဲအမြင့်ဘောတွေရှင်လူမှုမှာဆိုရင်လည်းသူက84ရာခိုင်နှုန်းအထိကိုအောင်မြင်မှုရရှိထားတာကိုတွေ့ရတယ်ပေါ့ဒါကတော့ Benjamin Šeško ရဲ့ profile ဖြစ်ပါတယ် Mr. Arteta ရဲ့ကစားကွက်နဲ့နီးဗျူဟာတွေမှာဘယ်သူကအဝင်သွားနိုင်မလဲဘယ်သူရောက်လာနိုင်မလဲနှစ်ယောက်လုံးမရောက်လာနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်Arteta ရဲ့အိမ်မက်နဲ့ထပ်တူညီတဲ့တိုက်စစ်မှုဖြစ်တဲ့ Benjamin Šeško ပဲရောက်လာမလားဒါမှမဟုတ်ကျွန်တော်တို့ Yogret ပဲရောက်လာမလားဆိုတော့ကျွန်တော်တို့မကြခင်မှာအဖြစ်ပေါ်သွားမှာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်တေချာတာတစ်ခုကတော့ Arsenal နီးပြကြီးဖြစ်တဲ့ Mr. Arteta အတွက်ဒီနှစ်ဟာသူ့ရဲ့နီးပြရှာတူအတွက် final year ဖြစ်သွားနိုင်ပါတယ်ဒီနှစ်က Mr. Arteta အတွက် do or die နှစ်ပဲလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီလောက်ပါပဲကျွန်တော်ရဲ့ဒီပရိသတ်တရားရောဘယ်လိုထင်ကြလဲအဲ့နှစ်ယောက်ဘယ်သူကပို့ပြီးတင့်တော်မယ်လို့ထင်ကြလဲကျွန်တော်ကတော့ Arteta ရဲ့နီးဗျူဟာတွေကိုဝေဖန်သုံးသပ်ဖို့အတွက်အရေးချင်းမရှိသေးပါဘူးအဲ့ဒီအတွက်ဘယ်သူဟာပို့ပြီးတော့တင့်တော်မလဲဆိုတာကိုလောဆယ်ကျွန်တော်မ
ပြောဝင်သေးပါဘူးเนาะအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လိုအပ်ချက်များရှိရင်လည်းနားလည်ပေးကြပါလို့တကယ်ချင်းတို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ